သူတစ်ပါးကမတရားအကောက်ကြံတာတွေအောက်လန်းကြီးတွေသုံးတာတွေနောက်မနာလိုဝင်တူပြီးတော့ကြောက်ချတာတွေဒါမျိုးတွေကိုဖြစ်ပေါ်ခံစားနေရပြီဆိုရင်ဘယ်လိုမျိုးပြုလုပ်ရတယ်ဆိုတဲ့နည်းလေးကိုမှတ်စာပြပြမယ်နော်မိမိလောက်ကင်နေတဲ့ဌာနအတွင်းနောက်မိမိနေထိုင်တဲ့အိုးအိမ်ပတ်ဝန်းကျင်အတွင်းမိမိရောင်းချနေတဲ့ဈေးဆိုင်နီးနာအတွင်းပြိုင်ဘက်တွေကမနာလိုဝင်တူပြီးတော့မိမိအပေါ်မတရားအကောက်ကြံလာရင်မကောင်းတဲ့ပယောဂနီလန်းတွေသုံးလာရင်အလွယ်ဆုံးနဲ့တံပြန်တဲ့နီလေးချောင်းကိုမှတ်စာပြပြမယ်နော်ဒီနီလန်းလေးကလွယ်တယ်ဆိုပြီးတော့လေတကယ်လေးထိရောက်တဲ့အသုံးလဲဝင်ပါတယ်နော်မိမိအိမ်ဖျားเจ้าဆောင်ရှိမှာတံမြာသီး၃လုံးစိမ့်ဆူနေတဲ့တံမြာသီး၃လုံးကိုပကံပြားတစ်ချက်တည်းတင်ထားပါပြီးတော့မိမိပုံမှန်ဖျားဝတ်ပြုတဲ့အတိုင်းဖျားကိုဝတ်ပြုပါပြီးတဲ့အခါကျရင်အထာနာမီတန်ကာတာကို17ခေါက်တီရွတ်ပါဒီလိုပဲနေ့တိုင်းဖျားကြော့တစ်ခါပဲတင်ထားပါတော့နေ့တိုင်းဖျားကြော့အထာနာမီတန်ကာတာကိုရွတ်သွားကြည့်ပါတမယာသီးတွေ6တွေ့သွားတဲ့အချိန်မှာတညီတဲ့6မသွားပဲနဲ့တစ်လုံးပုတ်တယ်နှလုံးပုတ်တယ်ဆိုရင်မိမိကိုမကောင်းတဲ့အတတ်ပညာတွေနဲ့လှုပ်ထားတယ်တိုက်ထားတဲ့လူတွေရှိနေပြီဆိုတာကိုသိမြင်နိုင်ပါတယ်ဒီပုတ်နေတဲ့တမယာသီးအလုံးတွေကိုယူပြီးတော့မိမိအိမ်ဆိုရင်မိမိအိမ်ဘက်ကိုမျက်နှာမူမိမိဆိုင်ဆိုရင်မိမိဆိုင်ဘက်ကိုမျက်နှာမူလိုက်ပြီးတော့ပုတ်နေတဲ့တမယာသီးကိုနောက်ပြန်ပစ်ပါမိမိနှုတ်ကလည်းမကောင်းကြံတဲ့လူတိုက်ခိုက်တဲ့လူနင်းထန်နင်းပြန်ဆိုပြီးတော့ပြစ်လိုက်ပါဒီလိုတမယာသီးတွေပြစ်ထုတ်ခြင်းအားဖြင့်မိမိအပေါ်မကောင်းကြံတဲ့လူဟာသူလှုပ်တဲ့သူ့ရဲ့ကံတရားအတိုင်းသူပြန်ခံစားရသွားရပါလိမ့်မယ်ဒီနည်းလေးကတော့အလွယ်ကူဆုံးနဲ့အထီရောက်ဆုံးနည်းလေးဖြစ်တာမို့လို့မဆာကမျှဝေခြင်းဖြစ်ပါတယ်မဆာရဲ့ channel လေးကိုလည်း like subscribe share လေးတွေပြုလုပ်ပေးပါနော်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်